ကမ္ဘာစီးပွားရေးဇက်ကွန်ကိုတစိချိုးပြောင်းလဲခဲ့တဲ့1983 OPEC ရေနံအကျပ်တဲ့1983ခုနှစ်အောက်တိုဘာလထဲမှာကမ္ဘာကြီးကိုအကြီးကျယ်ရိုက်ခတ်သွားမဲ့စီးပွားရေးငလျင်တစ်ခုစတင်ခဲ့ပါတယ်။အဲဒီငလျင်ကတခြားမဟုတ်ပါဘူး။ဒီနေ့ခေတ်ကမ္ဘာသမိုင်းကိုပါပြောင်းလဲပစ်ခဲ့တဲ့ OPEC ရေနံအကျပ်တဲ့ပါပဲ။ဒါဟာညာတွင်းချင်းဖြစ်လာတဲ့ကိစ္စတော့မဟုတ်ဘူးဗျ။အရှေ့လေပိုင်းမှာဖြစ်ပွားခဲ့တဲ့စစ်ပွဲမှာအစ္စရေးကိုထောက်ခံခဲ့တဲ့နိုင်ငံတွေကိုရေနံထုတ်လုပ်တဲ့နိုင်ငံတွေကလက်တော့ပြန်ဖို့ဆုံးဖြတ်လိုက်ရကနေစတင်တာပါ။ဆော်ဒီအာရေဗျ၊အီရန်နဲ့အီရတ်တို့ဦးဆောင်တဲ့ OPEC အဖွဲ့ကြီးကနေအစ္စရေးပြည်တော်သားနိုင်ငံတွေကိုရေနံတင်ပို့မှုရပ်ဆိုင်းလိုက်တဲ့ရေနံပိတ်ဆို့မှုကိုကြေညာလိုက်တာပါ။အဲဒီတန်ကိုအနောက်ဥရောပကဂျာမနီ၊ပြင်သစ်၊အီတလီတို့တွေမကဘူး။အာရှကဂျပန်နဲ့ထိပ်သီးအမေရိကန်ပါအကြီးကျယ်ခံလိုက်ရပါတယ်။ဒီအချိန်မှာရေနံဈေးတွေကထိုးတက်ကုန်ပြီးကမ္ဘာစီးပွားရေးကြီးတစ်ခုလုံးကိုအကျက်ရသွားခဲ့ရတာပေါ့မင်္ဂလာပါ Star Daily Channel ကနေကြိုဆိုလိုက်ပါတယ်အခုဒီဗီဒီယိုလေးထဲမှာတော့ကျွန်တော်တို့ဘာတွေကိုကြည့်ကြရမလဲဆိုရင်ဒီအကျက်တဲကြီးဘာကြောင့်ဖြစ်လာရတာလဲဘလို့အကျိုးဆက်တွေရှိခဲ့တယ်လဲဘယ်နိုင်ငံတွေမှာဘလို့တွေထိခိုက်ခဲ့တယ်လဲဆိုတာကိုသမိုင်းအထောက်အထားတွေနဲ့တကွအသေးစိတ်တူးဆသွားမှာပါဆိုတော့ကမ္ဘာသမိုင်းရဲ့အရေးကြီးဆုံးအချိုးအကွေ့တစ်ခုကိုလေ့လာနိုင်ဖို့အတွက်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။1983ခုနှစ်အကျပ်တဲကြီးဘာကြောင့်ဖြစ်လာတာလဲဆိုတာနားလည်ဖို့ဆိုရင်တော့ကျွန်တော်တို့အချိန်တွေကိုနောက်ပြန်ဆုပ်ပြီး1968ခုနှစ်ကိုအရင်သွားကြည့်ရပါမယ်။အဲဒီချိန်မှာအစ္စရေးနဲ့သူ့ရဲ့အိမ်နီးချင်းအာရပ်နိုင်ငံတွေဖြစ်တဲ့အီဂျစ်၊ဂျော်ဒန်နဲ့ဆီးရီးယားတို့ရဲ့ကြားမှာတင်းမာမှုအတွက်အထွတ်ထိပ်ကိုရောက်နေတာဗျ။1968ခုနှစ်ဇွန်လ9ရက်နေ့မှာတော့တကမ္ဘာလုံးကိုအံ့အားသင့်သွားစေမယ့်ဖြစ်ပျက်တစ်ခုကစတင်ခဲ့ပါတယ်။အစ္စရေးကနေအီဂျစ်နိုင်ငံကိုဘယ်သူမှမထင်မှတ်ထားတဲ့လျှက်တစ်ပြက်လေကြောင်းတိုက်ခိုက်မှုတစ်ခုကိုအရင်ဦးဆုံးစတင်လိုက်တာပါ။အဲဒီတိုက်ခိုက်မှုကဘလောက်တောင်ပြင်းထန်တယ်လဲဆိုရင်အီဂျစ်ရဲ့လေတပ်မတော်ကြီးတစ်ခုလုံးကိုမြေပြင်ပေါ်မှာတင်အကုန်လုံးဒီပါချေမှုန်းပစ်ခဲ့တာပါ။ဒါနဲ့မပြီးသေးဘူးဗျ။လေကြောင်းတွေမကဘူးမြေပြင်ကနေလည်းစီနိုင်းကျွန်းဆွယ်တဲကိုပါအင်တိုင်းအားတိုင်းနဲ့ထိုးစစ်ဆင်ခဲ့လို့ဂါဇာကမ်းမြောင်ဒေသနဲ့စီနိုင်းနယ်မြေတစ်ခုလုံးအစ္စရေးရဲ့လက်ထဲကိုကျရောက်သွားပါတယ်။ပြီးတော့ဂျော်ဒန်နဲ့ဆီးရီးယားကိုပါဆက်လက်ပြီးတော့မှတိုက်ခိုက်ပြီး West Bank, Jerusalem အရှေ့ပိုင်းနဲ့ဂိုလန်ကုန်းမြင့်ဒေသတွေကိုပါသိမ်းပိုက်လိုက်တာပါ။ဒီစစ်ပွဲက6ရက်ပဲကြာခဲ့ပေမဲ့ရလက်ကတော့ဒေသရင်းပထဝီနိုင်ငံရေးကိုလုံးဝပြောင်းလဲပစ်ခဲ့ပါတယ်။အစ္စရေးဟာဒေသရင်းမှာအင်အားကြီးဆုံးစစ်အင်အားစုဖြစ်လာတယ်လို့တစ်ဖက်မှာလည်းပါလက်စတိုင်းထောင်ပေါင်းများစွာကသူတို့ရဲ့အိုးအိမ်တွေကိုစွန့်ခါပြီးထွက်ပြေးခဲ့ရတာပါဒီ6ရက်ကြာစစ်ပွဲမှာရှုံးနေခဲ့ရတဲ့အာရက်တီရဲ့အရှိရမှုနဲ့ဒေါသတွေဟာနောက်9နှစ်အကြာမှာတော့ပောက်ကွဲထွက်လာမဲ့ရေနံစစ်ပွဲကြီးရဲ့အတိကဗီဇဖြစ်လာခဲ့တာပါပဲ1969ခုနှစ်စစ်ပွဲပြီး9နှစ်အကြာမှာတော့အာရက်နိုင်ငံတွေဟာသူတို့ရဲ့အရှိရမှုကိုစီးကျုံဖို့အတွက်အခွင့်အရေးကိုစောင့်နေခဲ့ကြတာပါ1983ခုနှစ်အောက်တိုဘာလ6ရက်နေ့မှာတော့အဲ့ဒီအခွင့်အရေးရောက်လာခဲ့ပါတယ်။အဲ့ဒီဟာဂျူးလူမျိုးတွေရဲ့အထွတ်မြတ်ထားဆုံးဖြစ်တဲ့ယွန်ကီပူဒါမှမဟုတ်ရင်အပြစ်ဖြေရနေ့ပေါ့။အစ္စရေးနိုင်ငံသားတွေဖျားကြောက်တဲ့ဝိပုဆူတောင်းပြီးအနားယူနေကြတဲ့အချိန်မှာပဲအီဂျစ်နဲ့ဆီးရီးယားဦးဆောင်တဲ့အာရပ်မဟာမိတ်တပ်ပေါင်းစုကြီးကဘယ်သူမှမထင်မှတ်ထားတဲ့အလင်းငိုက်တိုက်ကွက်ကြီးကိုစတင်လိုက်ပါတော့တယ်။သူတို့ရဲ့ရွေချက်ကတော့ရှင်းရှင်းလေးပါပဲ။1968ခုနှစ်တုန်းကဆုံးရှုံးသွားခဲ့ရတဲ့စီနန်းကျွန်းဆွယ်နဲ့ဂိုလန်ကုန်းမြင့်တွေကိုပြန်သိမ်းဖို့နဲ့အစ္စရေးကိုစစ်ပွဲနဲ့ဖိအားပေးပြီးပါလက်စတိုင်းနယ်မြေတွေကိုပြန်ပေးခိုင်းမှုပါပဲစစ်ပွဲရဲ့အစောပိုင်းကာလတွေမှာတော့အာရပ်တပ်တွေကအစ္စရေးကိုအလဲကွဲတိုက်ခိုက်နိုင်ခဲ့ပြီးနယ်မြေတော်တော်များများကိုပြန်သိမ်းနိုင်ခဲ့ပါတယ်အစ္စရေးဘက်ကလည်းအထိနာခဲ့ပြီးအကြဆုံးတွေများခဲ့တာပေါ့ဒီပရိပက္ခတွေဟာနယ်မြေလူပွဲတွေမဟုတ်တော့ဘဲကမ္ဘာထိပ်သီးစူပါပါဝါတွေဖြစ်တဲ့အမေရိကန်နဲ့ဆိုဗီယက်ယူနီယံတို့ပါဂျားတွေကပါဝင်ပတ်သက်လာခဲ့ရတဲ့အထိပြင်းထန်ခဲ့ပါတယ်။ဒါပေမဲ့အစ္စရေးကလည်းလွယ်လွယ်နဲ့တော့အရှုံးပေးခဲ့ပါဘူး။သူတို့ရဲ့တပ်တွေကိုအမြန်ဆုံးပြန်လည်စုဖွဲ့ပြီးပြင်းထန်တဲ့ခံစစ်နဲ့ပြန်လည်ထိုးစစ်ဆင်ခဲ့လို့သုံးဘက်အကြာမှာတော့ဆုံးရှုံးသွားတဲ့နယ်မြေတွေကိုပြန်သိမ်းနိုင်ခဲ့ပြီးအနိုင်ရရှိသွားခဲ့ပါတယ်။စစ်မြေပြင်မှာတော့စစ်ပွဲကပြီးသွားခဲ့ပေမဲ့တကယ်ကမ္ဘာစီးပွားရေးစစ်ပွဲကြီးကတော့အဲ့ဒီအချိန်ကြာမှစတင်ဖို့တာဆူနေတာပါပဲ။အဲ့ဒီအချိန်ကစစ်မြေပြင်မှာအစ္စရေးကအသာစီးရသွားပေမဲ့အာရပ်နိုင်ငံတွေမှာတော့အခြားလက်နက်တစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့ကမ္ဘာကြီးရဲ့အသက်သွေးကြောဖြစ်တဲ့ရေနံပါပဲ။
အဲ့ဒီအချိန်မှာ OPEC ဆိုတဲ့ရေနံတင်ပို့တဲ့နိုင်ငံများအဖွဲ့မှာ Saudi, Iraq, Iran, Venezuela ပါဝင်12နိုင်ငံရှိနေပြီးကမ္ဘာရေနံလိုအပ်ချက်ရဲ့55%ကိုသူတို့ကပဲထိန်းချုပ်ထားတာပါတကယ်တော့ OPEC ဟာရေနံဈေးနှုန်းတွေအရန်နှိမ်ခံနေရတာတွေကိုလည်း1980ပြည့်နှစ်အစောပိုင်းကတည်းကနေမကျင်မနက်ဖြစ်နေတာဗျဒါကြောင့်ရေနံထုတ်လုပ်မှုကိုရှော့ချပြီးဈေးတင်မှုကြံစည်နေကြတာပေါ့အဲ့ဒီအချိန်မှာပဲယိုကီပူးစစ်ပွဲကမီးလောင်ရာလေပစ်လိုက်တယ်လို့မျိုးဖြစ်သွားခဲ့တာလေ1993ခုနှစ်အောက်တိုဘာလမှာအစ္စရေးကိုထောက်ခံတဲ့နိုင်ငံမှန်သမျှကိုရေနံမရောင်းတော့ဘူးဆိုတဲ့ရေနံပိတ်ဆို့မှုကို OPEC ကတရားဝင်ကြေညာလိုက်ပါတယ်အဓိကလက်တော့ပြန်ကျင်တာကတော့အစ္စရေးကိုစစ်လက်နက်တွေထောက်ပံ့ပေးနေတဲ့အမေရိကန်ပါပဲပြီးတော့ကနေဒါဂျပန်နယ်သာလန်ပေါ်တူဂီနဲ့တောင်အာဖရိကတို့ပါဒီစင်းထဲတို့ပါသွားပါတယ်ဒီပိတ်ဆို့မှုကဘယ်လောက်ထိအောင်ထိရောက်တယ်လဲဆိုရင်ကမ္ဘာရေနံဈေးနှုန်းဟာညာတွင်ချင်းဆိုသလိုပဲထိုးတက်သွားပြီးရေနံပြက်လက်မှုတွေအကြီးအကျယ်ဖြစ်ကုန်ပါတယ်ကမ္ဘာကြီးရဲ့စီးပွားရေးစနစ်တီဟာဘယ်လောက်ထိအောင်ရေနံပေါ်မှာမှီခိုနေရတယ်လဲဆိုတာကိုဒီပြည့်ကအရှင်းကြီးပြလိုက်တာပါပဲဒါက OPEC ဆိုတဲ့အဖွဲ့အစည်းဟာနိုင်ငံတကာစွမ်းအင်ဈေးကွက်မှာဘယ်လောက်ထိအောင်ဩဇာအာဏာကြီးမားတယ်ဆိုတာကိုကမ္ဘာကြီးကပထမဆုံးကြိမ်ဖြစ်တဲ့တုံလို့ခြောက်ခြားစွာနဲ့တီးလိုက်ရတဲ့အချိန်ဆိုရင်လည်းမမှားပါဘူး OPEC ကရေနံပိတ်ဆို့လိုက်တဲ့တန်းကိုအမေရိကန်ပြည်ထောင်စုကအဆိုးဝါးဆုံးခံလိုက်ရတာဗျစည်ရင်းစည်းအားတွေရပြောရမယ်ဆိုရင်အဲ့ဒီအချိန်မှာရေနံတစ်စီကို$3ပဲရှိခဲ့ရကနေ$17နီးပါးထိ350%လောက်ထိအောင်ထိုးတက်သွားခဲ့တာပါဒါအမေရိကန်စီးပွားရေးကိုအကြီးကျယ်နလန်မထူနိုင်အောင်ရက်ခက်လိုက်တာပါပဲဒါကြောင့်နိုင်ငံတော်ဝန်မှာကုန်ထုတ်လုပ်မှုတွေရပ်ဆိုင်းကုန်တယ်ကုန်စည်နှုန်းတွေတက်လာတယ်စီးပွားရေးတုံဆိုင်ပြီးအလုပ်လက်မဲ့တွေများလာပါတယ်အဆိုးဆုံးကတော့လမ်းမပေါ်ကကားသမားတွေပါပဲစီဆိုင်တွေမှာစီမရှိတော့ဘူးရှိတဲ့ဆိုင်တွေမှာလည်းကားလမ်းကြီးတွေကမိုင်နဲ့ချီပြီးရှိနေတာပေါ့အခြေအနေကဘယ်လောက်ထိအောင်ဆိုးသလဲဆိုရင်သမရနစ်စင်ကတော့မှစီဆိုင်တွေကိုစနေညနဲ့တနင်္ဂနွေနေ့တွေမှာစီမရောင်းဖို့တောင်းဆိုခဲ့ရပါတယ်အစိုးရကပြည်သူတွေကိုခရစ်စမတ်မီးတွေတောင်မှမထွန်းကြဖို့မြစ်တာရက်ခံခဲ့ရတဲ့အထိစွမ်းရည်ချွေတာခဲ့ရတာပါတချို့ပြည်နယ်တွေမှာဆိုရင်စီဆိုင်မှာစီရှိမရှိကိုအလံအယောင်၃မျိုးဖြစ်တဲ့အစိမ်းအဝါအနီးနဲ့ခွဲခြားပြသတဲ့စနစ်ထိပါသုံးခဲ့ရပါတယ်1994ခုနှစ်ဖေဖော်ဝါရီလနောက်ဆုံးပတ်မှာဆိုရင်အမေရိကန်စီဆိုင်တွေရဲ့20%မှာစီလုံးဝမရှိတော့ပါဘူးဒီကြက်တွေကအမေရိကန်တွေရဲ့နေထိုင်မှုပုံစံကိုလည်းမကဘူးသူတို့အမြဲတမ်းစီးလာခဲ့တဲ့အင်ဂျင်ကြီးနဲ့ကားကြီးတွေကိုပါစွန့်ခွာဖို့ထိတွန်းအားပေးလိုက်တာပါပဲဒါအမေရိကန်သမိုင်းမှာစွမ်းရည်ကြောင့်ဖြစ်ခဲ့ရတဲ့အကြီးမားဆုံးအထိနာမှုတစ်ခုလည်းဖြစ်လာခဲ့ရတာပါဒီကိစ္စမှာအမေရိကန်တွေမကဘူးဗျအနောက်ဥရောပနိုင်ငံတွေကလည်း OPEC ရဲ့တန်းကိုအလူးလဲခံခဲ့ရတာဗြိတိန်ဂျာမနီအီတလီနဲ့ဆွစ်ဇာလန်နိုင်ငံတို့မှာဆိုရင်စွမ်းရည်ချွေတာဖို့အတွက်တနင်္ဂနွေနေ့တွေမှာကားမောင်းတာလေယာဉ်ပြန်တာနဲ့ဘုတ်စီးတာတွေကိုပါပိတ်ပင်ခဲ့ရပါတယ်ဆွီဒင်မှာဆိုရင်လည်းအိမ်သုံးအပူပေးဆက်တွေအတွက်ရေနံကိုပါကန့်သက်ချက်နဲ့ရောင်းခဲ့ရတာပေါ့နယ်သာလန်မှာဆိုရင်တော့ပိုဆိုးတယ်ဗျတတ်မှတ်ထားတဲ့လဲစစ်စွမ်းအားထက်ပိုသုံးတဲ့သူတွေကိုထောင်ဒဏ်ထိပါပေးမယ်လို့တော့မှကြေညာခဲ့တာပြည်ထောင်မှာဆိုရင်တော့ရေနံအကျက်တဲတွေမကပဲကြောင်မီးသွေးအလုပ်သမားတွေပါဆန္ဒပြကြလို့အစိုးရတောင်ပြုတ်ကျသွားခဲ့ရတဲ့အထိအခြေအနေကတင်းမာခဲ့ပါတယ်နောက်ပိုင်းမှာတော့ဥရောပနိုင်ငံတွေက RFA ဘက်ကိုအလိုလိုက်တဲ့ကြေညာချက်တွေထုတ်ပြန်လိုက်ပါပဲ OPEC ကပိတ်ဆို့မှုကိုပြန်ဖွင့်ပေးခဲ့တာပါဒါပေမဲ့ရေနံဈေးနှုန်းကတော့အရင်လိုဖေတော့မှပြန်မကျတော့ဘူးလေအဲဒီချိန်မှာအာရှကဂျပန်နိုင်ငံကတော့အထိနာဆုံးပါပဲဘာလို့လဲဆိုတော့ဂျပန်ဟာသူတို့သုံးတဲ့ရေနံ90%ကိုအရှေ့လေပိုင်းကနေတင်သွင်းနေရလို့ပါစက်မှုလုပ်ငန်းတွေမှာရေနံသုံးစွဲမှုကို20%လောက်ထိအတင်းလျှော့ချလိုက်ရပြီးစီးပွားရေးတုံဆိုင်မှုနဲ့ကုန်စည်နှုန်းမြင့်မားမှုတွေကိုအကြီးအကျယ်ရင်ဆိုင်ခဲ့ရတာပါဒါပေမဲ့ဂျပန်ကတော့အကျက်တဲကိုအခွင့်အရေးဖြစ်နေပြောင်းလဲပစ်ခဲ့တယ်ဗျရေနံအများကြီးသုံးရတဲ့စက်မှုလုပ်ငန်းတွေကနေအီလက်ထရောနစ်နည်းပညာဘက်ကိုချက်ချင်းလမ်းကြောင်းပြောင်းလိုက်တယ်လို့နျူကလ িয়ার စွမ်းရည်ဘက်ကိုလည်းရင်းနှီးမြှုပ်နှံခဲ့ပါတယ်အထူးသဖြင့်ကမ္ဘာကျော်သွားတာကတော့သူတို့ရဲ့စီစားတက်တာတဲ့ကားလေးတွေပါပဲဒီအကျက်တဲကပဲဂျပန်နိုင်ငံကိုနည်းပညာနဲ့ကားလောကရဲ့ထိပ်သီးနိုင်ငံဖြစ်အောင်တွန်းပို့ပေးလိုက်တာလို့တော့ပြောလို့ရပါတယ်1993ခုနှစ်ရေနံအကျက်တဲရဲ့အကြီးမားဆုံးအပြောင်းအလဲကိုပြပါဆိုရင်ကားလမ်းမတွေပေါ်မှာပဲမြင်ရမှာပါအရင်တော့ကအမေရိကန်လူမျိုးတွေဟာအင်ဂျင်အကြီးကြီးနဲ့စီစားရဲများတဲ့ကားကြီးတွေကိုပဲကြိုက်ခဲ့ကြတာဒါပေမဲ့စီစေးတွေ၄ဆလောက်တက်သွားတဲ့အခါမှာတော့အဲဒီကားကြီးတွေဟာပတ်စံစားတဲ့စက်ရန်တရားကြီးတွေဖြစ်ကုန်တာပေါ့အဲဒီချိန်မှာပဲ
ဂျပန်ထုတ် Toyota Corolla နဲ့ Honda Civic တို့လိုမျိုးစီစားတက်တာတဲ့ကားလေးတွေကအမေရိကန်ဈေးကွက်ကိုအလုံးရင်းနဲ့ဝင်လာခဲ့ပါဦး။အမေရိကန်ကားသမားကြီးတွေကုမ္ပဏီတွေဖြစ်တဲ့ Ford, Chevrolet တို့လည်းမနေနိုင်တော့ဘဲသူတို့ရဲ့ကိုယ်ပိုင်ကားလေးတွေကိုအပြိုင်ဆိုင်ထုတ်ခဲ့ရတာပါ။ကိန်းဂဏန်းနေရာကြည့်ရမယ်ဆိုရင်တော့1980မှာအမေရိကန်ကားတစ်စီးရဲ့ပြန်မြစီးစားနှုန်းကတကားလန်ကို73မိုင်ခွဲပဲရှိရာကနေ1985ခုနှစ်မှာတော့18မိုင်ကျော်ထိပိုပြီးစွမ်းဆောင်ရည်ကောင်းလာခဲ့ပါတယ်။ဒီကိစ္စကြီးကကားတွေတင်ပြောင်းလဲသွားတာမဟုတ်ဘူးဗျ။ဥပဒေတွေပါပြောင်းကုန်လာ။အမေရိကန်မှာစီချွေတာဖို့အတွက်လမ်းမပေါ်မှာတနာရီ55မိုင်ထက်ပိုမမောင်းရဆိုတဲ့ speed limit ကိုသတ်မှတ်ခဲ့တယ်လို့စွမ်းရည်ဝန်ကြီးဌာနကလည်းအဲ့အချိန်မှာပဲအရေးကြီးနဲ့ဖွဲ့စည်းခဲ့ရပါတယ်။နောက်ပြီးနောက်တစ်ချိန်မှာအခုလိုအကြက်တဲမျိုးထပ်မကြုံရအောင်လဲမဟာဗျူဟာမြောက်တဲ့ရေနံအရန်တူလောင်မှုစနစ်ကိုလည်း1985ခုနှစ်မှာတင်စတင်တည်ဆောက်ခဲ့ရတာပါ။ဒီ1983ခုနှစ်ရေနံအကြက်တဲကြီးဟာကမ္ဘာကြီးကိုသင်ခန်းစာတစ်ခုပေးသွားခဲ့ပါတယ်။အဲ့ဒါကတော့ရေနံဆိုတာနိုင်ငံရေးလက်နက်တစ်ခုဖြစ်နိုင်တယ်လို့နိုင်ငံတစ်ခုရဲ့စီးပွားရေးဟာစွမ်းရည်ပေါ်မှာဘယ်လောက်ထိအောင်မှီခိုနေရတယ်လဲဆိုတာပါပဲ။ဒီနေ့ကမှကျွန်တော်တို့လျှက်စစ်ကားတွေပြန်ပြင်းမြဲစွမ်းရည်တွေကိုအပူတပင်းနဲ့ရှာဖွေနေကြတာကလည်းလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်တုန်းကဒီရေနံအကြက်တဲကြောင့်ရခဲ့တဲ့အမာရွတ်တွေရဲ့ရတဲ့ပဲလို့ပြောရင်လည်းမမှားပါဘူးဗျာ။ကဲဒါကတော့1983ခုနှစ်မှာကဘာကြီးကိုဂျိုင်းတောင်းနဲ့ဖြစ်အောင်လုပ်ခဲ့တဲ့ရေနံစစ်ပွဲကြီးရဲ့စကြောင်းပဲဖြစ်ပါတယ်။ဒီဖြစ်ရကြီးကနေကျွန်တော်သိနေရတာကနိုင်ငံရေးနဲ့စီးပွားရေးဟာခွဲခြားလို့မရဘူးဆိုတာပါပဲ။ဒီနေ့ကမှကျွန်တော်တို့ Tesla တွေလျှက်စစ်ကားတွေစီးနေကြတာဆိုလာပြားတွေထုတ်နေကြတာဒါတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း90တုန်းကရေနံအကြက်တဲရဲ့ရက်ခတ်မှုကြောင့်လို့မိတ်ဆွေတို့ထင်သလား။ဒါမှမဟုတ်ရင်ခုချိန်မှာ OPEC လိုမျိုးအဖွဲ့အစည်းတစ်ခုကသာရေနံတွေကိုထပ်ပြီးပိတ်ဆို့လိုက်မယ်ဆိုရင်ရောကမ္ဘာကြီးကအရင်လိုပဲဒူးထောက်သွားအောင်ပါလား။ဒီအကြောင်းနဲ့ပတ်သက်ပြီးမိတ်ဆွေရဲ့အမြင်တွေကိုအောက်ကကွန်မန့်မှာရေးပေးခဲ့ပါဦး။ကျွန်တော်တခုချင်းစီဖတ်ကြည့်ကြပါတယ်။အခုလိုသမိုင်းဝင်ဖြစ်ရတွေကိုမလွတ်တမ်းကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်။နောက်ထပ်ဆက်လို့ရှားဖို့ကောင်းတဲ့ video တွေမှာပြန်တွေ့ကြမယ်ဗျာ။ video လေးကိုဒီတိအောင်နားဆင်ပြီးသားဖြစ်တဲ့အတွက်အတွေ့တစ်ခုခုတော့ရသွားလိမ့်မယ်လို့ထင်ပါတယ်။ဒီထက်ပိုမိုကောင်းမွန်တဲ့အကြောင်းအရာတွေကိုကျွန်တော်ပြန်လာခဲ့ပါဦးမယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်။